ကတော့ဖတ်တီမအိမ်ကိုရောက်နေရဖြစ်ပါတယ်ဒါတော့အလူလေးရေးနဲ့ဝေးရအောင်လို့ဆိုပြီးတော့ခေါ်ပြီးလို့ပါ လူလဲမှာဝေးအောင်လို့ပါဒါအိမ်လားသာပေးတော့ပါရှင်အိုးမေတဲ့ကျေးဇူးတင်ပါတယ်အိမ်လာစာခေါ်ပေးတာတဲ့ဇွတ်တွေခေါ်ပေးတာဇွတ်တွေ နေ့နေ့မှာမပဆက်တွေအများကြီးဝင်အောင်ညီမလေးလောက်ခွင့်အောင် အေးရစုနဲ့ပြပါစေညီမလေး ဟုတ်ဟဲ့စုမတိုင်းသသိမ့်ပြရမလားပြည့်လေ အယောင်လေးကတအားပိုးဆန်တာချစ်ဖို့ကောင်းတယ်ဒီယောင်လေးရဲကြိုက်ရသေးလား ရှေ့ရှေ့ share စီစဉ်ပေးတာပါဒီမှာဖတ်တီမပါအားချစ်တယ် အိမ်လားသာပေးရ ကျေးဇူးတင်ပါတယ် ဒီနေ့စားဟုတ်တယ်မလားနေ့ မေအောင်ဟိုတနေ့သမီး friend နဲ့မေးနေတာနင့်မေလားတဲ့ဟုတ်တယ်လို့သမီးမေးလို့အရန်ချောတော့လို့အဲဆွဲကြွားတော့အမခုလောလောဆယ်လေးနောက်တိုင်းမှာဆိုတော့ပြန်မိသွားပါတယ် ဒီမှာ9000နဲ့ဘယ်လောက်လဲ 50နဲ့မှ3ရပါတယ်မပေးနဲ့တော့3တော့ချီအောင်ဒီမှာ ဘုပ္ပစံပြရမှာကျွေး ရပါတယ် 3000 သားသမီးနဲ့မိဘကြားမှာရပါတယ် တကောမေပဲဒါ9000 မလေးပေးပါတယ်ကျွေးပါတယ်အဲ့နေနေမကောင်းလို့ဆိုတော့ပတ်ဆက်မပေးနဲ့လို့ပြောလိုက်ကြတခါတည်း ဘုမာကြတာ ရောင်းမရေရောင်းမ စားလို့ရတယ်နော်သမင်းတက်စားလို့ရတယ်ဟင်းနေရှိတယ်ဟင်းလောက်ပေးမယ်ကြားလားဟဲ့နှစ်ယောက်ကြားလေးရော မဟုတ်နေရကြားလေး တူလေးလာပြီကမန်းဘယ်လိုလုပ်ရောလဲနော်ကိုချင်းချင်းတာ ဒါတော့ Happy New Year လုပ်နေကြတာပါ ကျန်လဲကုန်ရောဟမ် မေအောင်သမီးပြန်တော့မယ်နော်မေအောင်မေအောင်သမီးပြန်တော့မယ်မေအောင်သမီးပြန်တော့မယ်ပြန်တော့မယ်မေအောင်ပြန်တော့မယ်ဒါတော့ဖတ်တီမလေးပါကျမတို့နှစ်သက်မှာငွေတွေဝင်အောင်လို့တဲ့အိမ်ငါးကပေးတာပါအရန်ကိုကျေးဇူးတင်ပါတယ်ညီမလေးစီးပွားရေးလည်းဒီထက်မကတိုးတက်ပါစေကြီးပွားပါစေချမ်းသာပါစေတထေးမကြီးလည်းဒီထက်မကတထေးမကြီးဖြစ်ပါစေညီမလေးဖတ်တီမပေးတယ်ဝါဆက်လေးပါအယောင်လေးကလေးအရန်ပိုးဆန်နေသိလားအလူလေးဝေးအောင်လို့တဲ့ ဟိုးနေကြရနော် စလောက်ဝပိုးတဲ့တက်ပါ အဲ့နော်လေ အဲ့ဒါပြီးတော့အဆန်လေးသိမ့်ပြောကျမပြန်มาတော့မယ် မင်းလည်းရှိရလေ အဲ့ဒါမတူတူကြည့်ကြတာပါကျေးဇူးတင်ပါတယ် မမဒါသားမ တော်ပြီမစားတော့ဘူးဘိုက်တင်းနေလို့တကယ်ဘိုက်တင်းနေလို့ပတ်ဆက်တင်နေတာနဲ့ဘိုက်တင်းဒါတော့ဖတ်တီမမျိုးသားလေးပါသူကဘာမှမတောက်ပါဘူးကော်ဖီပဲတောက်တာပါ ဒီပါကျင်းတဲ့တမ ကော် င် ဖီ ပါ တောက်တာပါသူက10လီပါကျမ17လီပါသူထမြင့်သွား ခုနကစဉ်းစားကြဘူးလေဘယ်ရောက်သွား ဒါတော့ကျမတကယ်ချင်းမနိုင်စိတ်ပါဒါတော့ဖတ်တီမတတပါဒါတော့ကျမသမီးမနိုင်စိတ်ပါဒီပါစားမှာသမီးဘယ်ကောင်ထားမှာလဲအေးလိုက်ပေးအောင်တော်သူဆိုတော့ဗောနော်ကျမတို့လက်နဲ့ပဲစား လူသမီးမယ်နော် ငါနေအများကြီးမပြောချင်ဘူးနော် တော့ဘုမာကြတယ်ကြီး